မင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်တက်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စိတ်ပျော်ပင်လေးတွေကိုစိုက်ပျိုးတဲ့အခါမှာ growing medium အဖြစ်ကိုအုံးဆက်မှုကိုအသုံးပြုထားတယ်ဆိုရင်တော့တတိထားမဲ့ပြဿနာတွေနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အသုံးပြုထားတဲ့ကိုအုံးဆက်မှုသည်အပင်အတွက်မလိုအပ်တဲ့ဓာတ်ထုဓာတ်များကိုတန့်စင်ထားပြီးလိုအပ်တဲ့ calcium magnesium တို့ကို buffering မြင့်တင်ခြင်းထည့်သွင်းခြင်းပြုလုပ်ထားတဲ့ကိုဖြစ်ဖို့လိုအပ်ပါမယ်။ buffering မလုပ်ထားဘူးဆိုရင် calcium magnesium လိုအပ်တဲ့လက္ခဏာတွေပြပြီးတော့ pH imbalance အချင်တက်အငံတက်မညီခြင်းကိုဖြစ်စေပါတယ်။ဒါကြောင့်တေချာ buffering လုပ်ထားတဲ့ quality မြင့်ကိုအုံးစံမှုကိုရွေးချယ်စိုက်ပျိုးဖို့လိုအပ်ပါတယ်။ buffering မလုပ်ထားဘူးဆိုရင်တော့အပင်မထည့်ခင်မှာခဲမတ်နဲ့ buffering မြင့်တင်ခြင်းထည့်သွင်းခြင်းလုပ်ဖို့လိုအပ်ပါမယ်။ဒါအပြင်ရေမတန်ခြင်းကြောင့်ရေတွင်မလိုအပ်တဲ့ mineral တွေပါလာပြီးတော့အားဆေးဆုပ်ယူမှုကိုနှောက်ယှက်တဲ့အခါမှာစားတွေစုပုံလာပြီးအားဆေးကိုအပင်ကမစားနိုင်ပဲ nutrient lockout ဖြစ်တာကလည်း pH ကိုအတက်ကျဖြစ်စေပါတယ်။ဒါကြောင့်ရေအချိန်မှန်မလောင်းတာကြောင့်ကိုရေအချောက်လွန်လာတာကလည်း pH level အတက်အကျနဲ့အားဆေးဆုပ်ယူမှုကိုထိခိုက်စေနိုင်ပါတယ်။မိမိအသုံးပြုနေတဲ့ရေအရင်းမြစ်ကိုစစ်ဆေးရမှာဖြစ်ပြီးလိုအပ်ရင်ရေတန့်ဆက် RO system တက်ဆင်ပေးရမှာဖြစ်ပါတယ်။ရေလောင်းခြင်းကိုလည်းစနစ်တကျနဲ့အချိန်မှန်မှန်လောင်းပေးရပါမယ်။ရေကျွေးတဲ့ပမာဏနဲ့အကျင့်အရေးသွက်တို့ကိုလည်းအပင်အခြေအနေသက်တမ်းတို့ပေါ်မူတည်ပြီးလိုအပ်တယ်လို့ချိန်ညှိပေးဖို့ကလည်းအရေးကြီးပါတယ်။ pH imbalance ဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့အပင်လေးတွေမကျန်းမာတဲ့လက္ခဏာတွေစပြလာမယ်။ဒါဆိုရင်တော့ run in run off pH အဝင်အထွက်ကိုစစ်ဆေးဖို့လိုအပ်ပါမယ်။ run in ဆိုတာကတော့မိမိချိန်ညှိပြီးထည့်လိုက်တဲ့အားစိအရည်ရဲ့ pH level ဖြစ်ပြီးတော့ run off ဆိုတာကလည်းရေလောင်းပြီးအိုးအောက်ခြေမှာပိုရှန်ထွက်လာတဲ့ 10% 20% ပမာဏရှိတဲ့ရေကို pH level ပြန်လဲစစ်ဆေးခြင်းဖြစ်ပါတယ်။ run အနေနဲ့ pH level 5.8 6.2 ကြားရှိရမှာဖြစ်ပြီးတော့ရေလောင်းပြီးပြန်ထွက်လာတဲ့ run off ကတော့ 5.5 နဲ့ 6.5 ကြားရေဘူးအပြင်ရှိနေဖို့လိုအပ်ပါမယ်။ run off pH 6.5 ထက်များနေတယ်ဆိုရင်တော့ salt buildup စားခဲခြင်းနဲ့ nutrient lockout အပင်မအားစေးမဆုပ်ယူနိုင်ခြင်းတို့ကိုဖြစ်နိုင်ပါတယ်။ run off pH 5.5 အောက်ရောက်နေတယ်ဆိုရင်တော့အားဆေးတွေလိုတာထက်ပိုရှိနေပြီးကို medium acidic အချင်တက်များခြင်းတို့ကိုဖြစ်နိုင်ပါတယ်အခုပြောသွားတဲ့ issue တွေဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ကို medium ကို pH 5.8 to 6.0 အတွင်းချိန်ညှိပြီး Chemat supplement ပါတဲ့ရေနဲ့ flushing စိတ်ချခြင်းတို့လုပ်ဖို့လိုပါမယ် Chemat က pH level stable ဖြစ်ဖို့ကူညီပေးပြီးအပင်မအားဆေးပြန်စားတဲ့အခါမှာလည်း deficiency ဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်ကာကွယ်ခြင်းသည်ကုသခြင်းထက်ထိရောက်တဲ့ဆိုတဲ့စကားအတိုင်းစိုက်ပျိုးသူတို့အနေနဲ့မိမိတို့အပင်မှာ pH run in run off ကိုပုံမှန်စစ်ဆေးပြီးလိုအပ်တဲ့ကာကွယ်ကုသခြင်းတွေပြုလုပ်ပေးမယ်ဆိုရင်စိတ်ပျော်ပင်လေးတွေကကျန်းမာတန်ဆွမ်းစွာနဲ့အားဆေးပုံမှန်စားကစိမ်းလန်းစုပြေတဲ့ growing environment နဲ့အထွက်နှုန်း high quality flower တို့ကိုအကောင်းဆုံးဖန်တီးနိုင်မှာပဲဖြစ်ပါတယ်လို့အကြံပြုရင်နှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကိုဆိုင်ပါ